ကဲဟိုရက်ကမေစုကိုမတ်မိုက်ရိုင်ဆဲဆိုထားတဲ့တက်ကုန်းမနော်ဒီကောင်မပုံစံကြီးကစစ်တပ်ထဲကဖြစ်မှာပါအခုတည်းမှာကျွန်တော်နာမည်ခေါ်ပြီးတော့ပြောထားတယ်သူဘာပြောလဲနားထောင်ကြည့်ပါကျွန်တော်လည်းဒီဗီဒီယိုဖိုင်ကိုအစအနေဆုံးနားမထောင်ပါသေးဘူးအစလေးတင်ကျွန်တော်နာမည်ကင်ပြီးပြောထားတဲ့အတွက်ဒီဗီဒီယိုဖိုင်ကိုကျွန်တော် reaction လုပ်ဖို့ယူလာတော့နော်ကျွန်တော်လည်းနားမထောင်ပါသေးဘူးအထူးနားထောင်ဟိုကောင်ငစီနော်ခင်ဗျာပြောပါဟုတ်ကဲ့ပါခင်ဗျာပြောပါခင်ဗျာအမိတ်ရှိပါခင်ဗျာမင်းအောင်လိုက်ရအရှက်မရှိဘူးအရှက်မရှိပြောအရှက်မရှိရနင်တို့တွေအရှက်မရှိရမှာဟမ်သူများနိုင်ငံရနင်တို့တွေဥလေရနင်တို့မရှက်ကြဘူးလားကိုယ်နိုင်ငံမှာနင်တို့ဘာအကျိုးပြုတာရှိလို့လဲဟက်ကသူများနိုင်ငံဥလားရှက်เสียအော်လောကမှာနော်ဟုတ်တယ်ဟမ်ရှက်เสียဆိုတာဘာမှန်းတော့မတိတဲ့အတန်းစားကျွန်တော်ပြောတာပထမရက်ကကျွန်တော်ပြောထားတယ်နော်ဟုတ်လားမဟုတ်လားအခုကြည့်ဟမ်လောကမှာရှက်เสียဆိုတာဘာဘယ်ဟာလဲမဟုတ်တာလို့မဟုတ်တာပြောမှရှက်เสียမဟုတ်ဘူးလားကျွန်တော်ပြောတဲ့ရုပ်တံတွေထဲမှာမဟုတ်မမှန်တာတွေပါထားရင်ပြပါအဲ့ဒါဆိုရင်ကျွန်တော်ရှက်ဖို့ကောင်းတယ်တစ်ဖက်သားပေါ်မှာမရှိတဲ့ပြစ်ကိုရှိပါတယ်လို့လောက်ကြံလီတယ်ပြောမယ်တစ်ဖက်သားပေါ်မဟုတ်မမှန်တာတွေဆွဆွဲမယ်ပုတ်ခတ်မယ်ဆိုရင်ကျွန်တော်ရှက်ဖို့ကောင်းတဲ့လူဖြစ်ပါလိမ့်မယ်အဲ့လိုမျိုးလှုပ်ထားတာရှိပါလားကျွန်တော်တိတဲ့လောက်တော့မရှိဘူးဟုတ်တယ်နော်အဲ့အတွက်ကျွန်တော်ဘာကိုရှက်ကောက်သူများပေါ်မဟုတ်တာမလုပ်ထားတာငါဘာကိုရှက်ကောက်ဟမ်နေ့ကငါလာပြီးတော့တက်ခွာကြီးမရင်းကျင်ထားတာမဟုတ်နေ့ရုပ်ကြီးချလဲသမုတ်တွေကသုံးနဲ့မွေသူတို့ဖြစ်မှာပဲဟုတ်မှာဟမ်ဘယ်နှချောင်းဝင်ပွဲလူစစ်ခွေးတွေတက်ချလို့ဟမ်ရုပ်ကတော့မှအဖက်ပြီးတော့ယွန်စရာရုပ်ဘာအကျိုးပြုတာရှိလဲနင်ဘာတွေပြန်လုပ်လဲမြန်မာပြည်မှာနော်ပြည်သူတွေစားဖို့နေရောပြည်သူတွေသွားလာနေထိုင်ဖို့နေရာတွေဘာနေဘာလဲလုပ်ပြရရှိလို့လဲဟမ်ငါတက်ချုပ်လားငါလုပ်ပြရဟမ်ငါတက်ချုပ်လားလို့ငါ့ကိုတက်ချုပ်ရာထူးပေးလိုက်လေဟမ်ငါလုပ်ပြမယ်ဒီတိုင်းကြီးမကောင်းရင်လဲဖြတ်ခံလိုက်မယ်တိလားလဲဖြတ်လိုက်တိလားလောက်ပိုင်ခွင့်ဘာမှမပေးဘဲနဲ့နင်ဘာလုပ်ပေးလဲဆိုတော့နစ်ဖင်လုပ်ပေးရပါလားငါတိလားယုံလို့မလုပ်ဘူးလားမမှန်းနဲ့တိလားငါရုပ်ရတာဆိုလားနင်တို့စောက်ခွက်မျိုးဘယ်ဖိအနားမကပ်ဘူးနော်ရှင်းလားဖះเจ้าကန်ဘာမလုပ်ပေးလို့လဲနင်ရဲ့ရှက်ရမှာနင်ရရှက်ရမှာသူများနိုင်ငံရဲ့ဥနေတာဟဲ့နင်တို့ဥလိုင်းသမားရှက်စရာမဟုတ်ဘူးတကယ်နော်သူ့ပုံစံကျွန်တော်ကြည့်ရတာလေရှက်စရာကိုရှက်စရာကောင်းမှမတိတာအခုပြောတာဘယ်လောကမှာလူရယ်လို့ဖြစ်လာပြီးရင်လူတွေဟာဘလို့အလုပ်မျိုးကိုလုပ်ရင်ရှက်ဖို့ကောင်းတယ်ဘလို့အလုပ်မျိုးကိုလုပ်ရင်ဂုံယူဖို့ကောင်းတယ်ဆိုတော့မှန်ကန်တဲ့တမာဒိဋ္ဌိအမြင်တမာဒိဋ္ဌိအတိသူ့မှာမရှိတာကျင်းနေတယ်ကြည့်ပါအခုသူပြောနေသူစိတ်ထဲမှာဒါကိုရှက်စရာလို့ထင်လားမသိဘူးဟမ်သူများနိုင်ငံပြောတာရှက်စရာလို့သူစိတ်ထဲမှာထင်နေတာကြည့်ဟာလေနော်သူများနိုင်ငံကိုမှရှက်မှာနင်တို့ရှက်ရမှာတိတ်ကြငါတို့အဖမင်းအောင်လည်းရှက်မှာမဟုတ်ဘူးဒါလဲလားနော်နင်တို့ယဟန်တန်ခါတွေနော်ပြီးတော့သုံးပုံအာကုံဆောင်တဲ့အရှင်တုမင်္ဂလာလင်္ကာရလိုမျိုးပုံကောအစထောင်ထဲမှာရိုက်တက်ပြီးတော့ပြန်တယ်လို့မူရတယ်နော်အပြင်ရောက်တယ်အိတ်ထိုင်ရနဲ့ပြန်တယ်လို့မူရတယ်အခုလက်ရှိအာနာသိန်းနေဒါအဲ့ဒါဟိုအရှင်တုမင်္ဂလာလင်္ကာရတော့စစ်ဆိုးလက်ထက်ကဆိုထားအခုလက်ရှိမင်းအောင်နိုင်လက်ထက်ပဲပြောမယ်အာနာသိန်းနေနော်ယဟန်တန်ခါတွေဖန်စီးတယ်ထောင်ချတယ်ဒီနေ့ထိတဲ့ဘုံကျဲတက်ဖြတ်နေတယ်နော်အပြစ်မဲ့တဲ့ခလေးလေးတွေမွေးကင်းစအရွယ်စပြီးတော့အသက်18နှစ်မပြည့်သေးတဲ့အရွယ်ပေါင်းယာနဲ့ချီတေကျေပြက်စီးရတယ်နော်အသက်60ကနေအထက်အဖိုးအဖွားယာနဲ့ချီတေကျေပြက်စီးရတယ်ပြည်သူပိုင်တွေအိမ်ပြည်သူတွေပိုင်ဆိုင်တဲ့အိုးအိမ်တွေမီးလောင်ပြာကျပြက်စီးရတယ်အဲ့ဒီအလုပ်တွေကိုလုပ်နေတဲ့လူတယောက်ကရှက်เสียမရှိဘူးပေါ့အဲ့လိုလားဒါထပ်ပြောမှဆိုအများကြီးကြံနေတယ်နော်အဲ့ဒီအလုပ်တွေကိုလုပ်နေတဲ့လူတယောက်ကရှက်เสียမလို့ဘူးပေါ့ဟုတ်လားအေးဟုတ်တယ်ရှက်เสียမကောင်းအဲ့ဂုံစရာကောင်းတယ်နော်အဲ့လိုမှတ်လားတိလားကြည့်နေတဲ့ညီညီမလေးကိုပြောတာမဟုတ်ဘူးနော်သူ့အတွက်ပြောတာတော်ကြအဟုတ်ထင်နေဦးမယ်များနိုင်ငံမှာဥနေရလော်နေရတိလားရှက်မှာနင်တို့ရှက်ရမှာတိလားနော်နင်တို့ရှက်ကမကြမ်းဟဲ့ကောင်ရဲ့တိလားဟိုက်မှာထမိန်ဝတ်ထားထမိန်နော်ထမိန်ဝတ်ထားနောက်အဲ့ထမိန်ကိုခေါင်းပေါင်းထားတိလားနော်ငစီရဲ့အဲ့ထမိန်ကိုခေါင်းပေါင်းထားဘောမတွေအဲ့ဒါပဲကြည့်နော်ဘောင်ဝင်တဲ့ဇာတ်ဘယ်နှလုံးပါတယ်ပြန်မပြောလဲခဲ့ကြည့်အခုပြောတဲ့ဇာတ်ကြည့်ဟိုမျောလင့်ပါတယ်တကယ်အကောင်းပြောတာနည်းနည်းလေးဟိုအစစ်နှမ်းရှိလေးစကလုံးလေးပါမယ်အတိတ်ပဲရှိတဲ့စကလုံးတွေပါလာမလားလို့မျောလင့်နေကျွန်တော်အခုပြောတဲ့ဇာတ်ကြည့်ဟမ်ဟိုမင်းတို့စစ်တပ်ထောက်ခံတဲ့အတိုင်းမှာလဲစာတပ်ပေတပ်တွေရှိမှာပါကွာမရှက်ကြဘူးလားဒီရုပ်ကြီးကိုဟမ်ဒီလိုလူမျိုးတွေမင်းတို့ဘက်အချမ်းမှာရှိတယ်ရှက်စရာကောင်းမှမထင်ဘူးလားအတူအဲ့လိုပြောလိုက်တော့ငါဘာဖြစ်သွားလဲဘာမှမဖြစ်ဘူးငါဟမ်
ဒီသမင်မဟုတ်လက်မွေးလေးတစ်ချောင်းတော့မလျော့ပါဘူးရှင်းတယ်နော်ကောင်မတိလာဟဲ့ဟာမတိလာဒုတ်ထိုးမနေကငါပြောတာငါလက်မွေးတစ်ချောင်းတော့မလှုပ်သွားဘူးနင်အဲ့လိုလုပ်လို့ဒါပေမဲ့နစ်တန်ဖို့ကဖာလေအခုဗီဒီယိုဖိုင်တဝက်ကျိုးတော့မယ်နင်ပြောတဲ့စကားတစ်လုံးမှပေါင်ဝင်နေဘူးနော်ဆက်ပြောနားထောင်ကြည့်မယ်ပေါင်ဝင်တဲ့စကားဘယ်နှလုံးပါဟုတ်ပြီလားနင်တို့ကထမိန်နဲ့အောင်မတန်ဘူးပြောရမယ်တိလားထမိန်နဲ့အောင်မတန်ဘူးမင်းအောင်လိုက်ရရှက်ရမှာမဟုတ်ရှက်မှာနင်တို့ကရှက်ရမှာနော်မြန်မာပြည်ကနင်တို့လုတ်ပြရဘာရှိလို့လဲလက်ညှိုးထိုးပြရင်ငါ့လက်ညှိုးထိုးပြကမင်းအောင်လှိုင်ရရှက်ရမှာမဟုတ်ဘူးဆိုတော့ဘာကြောင့်မရှက်ကလားငါတို့ပြောတာရှင်းရှင်းလေးတွေအဲ့ဒီအလုပ်တွေလုပ်ထားဆိုရှက်စရာကောင်းတယ်ပြောတာလေနေရရှက်ရမှာမဟုတ်ဘူးဆိုရင်အချက်လက်နဲ့ပြန်ပြောရတယ်သိလားနေစကားမပြောတတ်ဘူးပြောတတ်အောင်ငါတင်ပေးမယ်နော်စကားတစ်လုံးကိုကိုကပြောတော့မယ်ဆိုအဲ့ဒီစကားလုံးဘာကြောင့်ပြောရတယ်ဆိုတဲ့တက်တေလို့တယ်နော်ဒီဘက်ကထောက်ပေးတဲ့အထောက်ဝါချက်လို့တယ်သိလားထောက်ပေးတဲ့ဝါချက်မရှိဘဲနဲ့ကိုပြောချင်တာဆိုပြောရင်အဲ့ဒါစောက်ယူဖြစ်ပေါ့လမ်းမှာယူတဲ့အယူတွေတွားကြည့်ပြောချင်တာလိုက်ပြောမနေဘူးလားဟမ်တူလဲစကားအတန်ထွက်တယ်လူအတန်ထွက်တယ်စကားလုံးအတန်ထွက်တယ်အတူတူပဲလေဟုတ်တယ်မလားလူယူနဲ့လူကောင်းဘာကွာဝါတာလဲလူကောင်းကြတော့စကားတစ်ခွန်းပြောရင်အထောက်ဝါချက်နဲ့မှန်ကန်တဲ့စကားကိုဒီဘက်ကထောက်ပြတယ်ဒီဘက်ကပြောတယ်ဒီဘက်ကပြောရင်ဒီဘက်ကထောက်ပြတယ်အဲ့ဒါမှလူစကားပေါက်လို့ပဲစားကိုစိတ်ကူးတဲ့ထင်ရရှောက်ပြောအဲ့ဒါအယူစကားသိလားအယူစကားဆိုတော့တက်တယ်လည်းမရှိတက်ကာရလည်းမရှိအထောက်ဝါချက်လည်းမရှိနော်ပြောချင်တာစွတ်ပြောတာအဲ့ဒါအယူအခုနေပြောတဲ့အထဲမှာတလုံးမှဘောင်ဝင်နေဘူးနော်ဟင်လက်ညှိုးထိုးပြစမ်းဘာရှိလဲညှိုးလုတ်ပေးရတို့တစ်ဖွဲ့လုံးတစ်စီးလုံးဟိုကောင်မလည်းဒီတိုင်းဟိုကောင်မလည်းရုပ်ကလေးကတနာကမာရုပ်တော့မထင်နဲ့နော်ခွက်ဖက်ဆုပ်ရုပ်ပေါက်နေအသားဖြူနေလို့နော်ချစ်သူဝေဆိုတဲ့ကောင်မအသားဖြူနေလို့နေ့ရုပ်ကလည်းတကယ်ကြာရင်လေငါအောက်ကမချစ်သူဝေခမရနော်ငကုံလုံးကဟိုမြန်မာပြည်မှာပကံစေးကြမ်းတိုက်ပြီးသူများအိမ်မှာနေလာတဲ့လူဆိုတော့လေအေးပေါ့လေအခုမှတော်လိုင်းလုံးမှာခင်ဗျားတို့ကစားတောက်ကလာဆိုတော့သူများပြောပြီးပေါ့ဗျာနော်ငကိုတော့ကမြန်မာပြည်မှာဘယ်သူမှမတင်ဘူးမလားချစ်တူဝေးဆိုတာအခုတော်လိုင်းလုံးမှာလူတိလာတယ်ဆိုတော့လေခင်ဗျားပြောတော့မှာပေါ့ဗျာဟုတ်တယ်နော်အေးပြောအသားလေးဖြူတော့နည်းနည်းရုပ်ကလေးကတော့ချောတယ်ပေါ့အမေအားလုံးမလားတိလားအသားဖြူနေလို့တိလားအကြောင်အသက်50ကျော်ညရှုပ်တော့ရွံ့ရွှဲနော်ရှက်မှာနင်တို့ရှက်မှာနင်တို့ဟာသူများတကောင်တပြန်စီပြန်ပြောနေရတယ်ငါတို့အဖနော်မြန်မာနိုင်ငံမှာတရားဆိုရတရားဖုံးချောင်းဆိုဖုံးချောင်းအကုန်လုံးပြည်သူတွေသွားဖို့လာအကုန်လုံးလုတ်ပေးကြိုက်ပေးနေတာသိလားနင်တို့လိုလူသက်သမားတွေမဟုတ်ဘူးနင်တို့ကသူများနိုင်ငံကလေတပည့်6ပြားကလေးတွေကိုမုတ်ဖိုးပြီးပဲလူသက်ခိုင်းနေတာနော်ရအောင်မအိမ်တွေရွာတွေမီးရှို့ခိုင်းတာနင်တို့ရှို့နေခိုင်းတာနင်တို့ရှို့ခိုင်းနေလို့အခုလိုမီးတွေလောင်နေတာပြကြနေတာသိလားတတ်မတော်ဟမ်တို့အိမ်တွေရွာတွေမီးရှို့ကျွန်တော်ရှို့ခိုင်းတာဆိုဟုတ်လားဟိုကြီးကလုံးလို့မဟုတ်ဘူးနော်နင်တို့မီးလန်းရှို့ခိုင်းနေတာသိလားမီးရှို့ခိုင်းနေဒီမှာဟိုဘယ်လိုလဲနင်တို့ဘက်ကဟာတွေရတယ်နော်ပိတ်ဆက်ရှိရတူတွေရတယ်မီးရှို့ကိုပိတ်ဆက်ကြီးထုတ်ပေးနေတာဘယ်မျိုးနဲ့ကိုမီးရှို့ဟာတော့တွေ့ပြီဟမ်မစိုးဒီကောင်မလေးနည်းနည်းအတန်းရှင်းတင်ပေးလိုက်မယ်နော်ဒီတက်ကုန်းမလေးကိုနည်းအတန်းရှင်းလေးလုပ်ပေးလိုက်မယ်နည်းသူတို့ဘက်အခန်းမှာလည်းနေရာတနေရာတော့ဝင်သွားအောင်နော်ဟုတ်ပါနော်နားတဲ့ကားရိုက်နေနော်ဘယ်ရွာကိုမီးရှို့ပါဆိုတော့နော် PDF အကျန်းဖက်တွေကိုပိတ်ဆံနေမဖြစ်ဆောက်လို့ပြောပြီးခုတ်ပြီးတော့တတ်မတော်စိန်ခေါ်ပြီးတော့နောက်မနိုင်သလားမေးမနိုင်ဘူးနော်ပြောလိုက်တတ်မတော်ကသေးတယ်ဟိုကသေးတယ်ဒီကသေးတယ်ဘယ်အရာရှိရသေးတယ်နောက်ပြီးတော့တို့တွေဘက်ကလည်းအလောင်းတွေကထပ်နေတာမြုပ်ဆရာမေမြုပ်ဆရာမလို့ခေါ်နဲ့တူပြီးတော့ကားနဲ့တူပြီးတော့ကျွင်းတဲ့တွေတွင်းကိုအလောင်းပေါင်းများစွာ450အောင်လည်းမြုပ်ကနင်တို့ကိုနင်တို့သိကြတာဟမ်သိလားအဲ့ဒါကိုနင်တို့ကတဲ့ဖိုးကြီးကိုပဲအဖကိုပဲရှက်ကမလဲရှက်ကမှငစီရေနင်တို့ရှက်ကမှတော့နင်တို့သူများနိုင်ငံမှာသွားနေတဲ့ဟာတွေအကုန်လုံးရှက်ကမှနင်တို့အမျိုးတွေကတော့မသိဘူးမြန်မာပြည်မှာနင်တို့အမျိုးတွေကျန်တဲ့လူတွေကတော့မသိဘူးမရှက်ကြဘူးလားနင်တို့လိုအမျိုးတွေအစာငါတော့ရှက်တယ်ဘာဖြစ်အဖရဲ့အရိတ်အဝယ်သားအောက်မှာနေနေတာနော်အဖရဲ့အရိတ်အဝယ်သားအောက်မှာနေပြီးတော့နင်တို့ရမှာသူများနိုင်ငံရဲ့ဥနေကြနင်တို့မရှက်ကြဘူးလားနင်တို့မိဘညိုးဘာဖြစ်တယ်ဒီနိုင်ငံအဘအရိတ်အဝါသားအောက်မှာနေရဆိုတော့ဒီနိုင်ငံနင်တို့အဖပိုင်တာလားငါမသိလို့ဟုတ်လားကျူလာဖာခံပြီးဝယ်ထားတာတိုင်းပြီလားဟမ်ဒါမှမဟုတ်နေမှာဖာဝိုင်းခံတာလားနေုပ်ကဖာရမဆိုရင်တော့လည်းနည်းနည်းဟိုအောက်ဈေးနဲ့လိုက်ရင်ရနိုင်တယ်အဖက်ကလေးပါလေးမပြုတ်စီနဲ့ပေါ့နော်ဟိုရလို့ဖာကောင်းတွေကခေါ်သွားလို့ရှိရင်မျက်နှာကိုပိုစတာလေးကတ်ထားပေါ့အဲ့ဒါဆိုရင်တော့လှုပ်ရှားလို့ရရင်ရလိမ့်မယ်တိလားဟမ်စောက်ခွက်ကအပွက်တပွေးသားလှုပ်ပြီးတော့ကြည့်ကြပြောရတဲ့စကားတွေအဲ့ဒါတိနော်အဲ့တော့ဘောမတွေဘက်အချမ်းမှာခါကျရင်ကျွန်တော်အခုဒီမိမဆိုပြောရစကားကြီးနော်အဲ့တော့ဒီနေ့ခေတ်ကျွန်တော်တို့တိုင်းပြည်ဖြစ်နေတဲ့အရာကြီးက
ကိုပြောချင်တာကိုပြောပြီးတော့မှန်တာတော့ပဲလုပ်နေကြတာကျွန်တော်တို့မှားရင်လည်းပြောပါကျွန်တော်တို့ဘယ်နေရာကိုမဟုတ်တာပြောထားလဲမမှန်တာပြောထားလဲတစ်ချက်ချင်းထောက်ပြပါနော်ဒါပွင့်လေးပြောတာဟိုတော်လန်ပြည်သူကစပြီးတော့နော်အာကိုစီကငါတို့ဘက်ကဆိုတိုင်းကိုစီငါတို့ဘက်ကဆိုတိုင်းကိုစီကိုမဟုတ်တာပြောခွင့်မလို့ကျွန်တော်မဟုတ်တာပြောရင်ကြိုက်တယ်လို့ပြောပါကျွန်တော်တို့လိုချင်တာကျွန်တော်တို့လူပတ်ဝင်းကျင့်ဒီလူပွက်စည်းမှာပေါလို့ပဲစားဒီလိုအောက်တန်းစားဇယိုက်မျိုးတွေကျွန်တော်တို့ခွင့်ပြုပေးလို့မရအောင်ဟဲ့ဒီကာလာနောက်ဆုံးကာလာပဲဖြစ်ကြမယ်နော်ကျွန်တော်တို့မြမအတိုင်းဝိုင်းဒီလူလိုတူလိုအတိတရားရှိပြီးတော့လူစကားတူစကားပြောတဲ့အတိုင်းဝိုင်းပဲဖြစ်ကြမယ်ဒီလိုပေါလို့ပဲစားစာမတတ်ပေမတတ်ပြောချင်တိုင်းစွတ်ပြောကိုယ်စကားလုံးကဘလို့အတိတ်ပဲတက်ရောက်လဲကိုပြောနေတဲ့စကားတွေကဘလို့အတိတ်ပဲကိုစောင်းလဲဘာမှန်းအောင်မတိတဲ့ဘဝကြည်ဒီဘက်မှာနေတဲ့လူတွေရှက်เสียကောင်းတယ်တဲ့ဟမ်သူတို့အဖမင်းအောင်နိုင်ရရှက်เสียမကောင်းဘူးတဲ့အဲ့တော့လောကမှာရှက်เสียဆိုတော့ဘာမှန်းမတိတဲ့အတန်းစားတွေတွားပြီးလူလို့ဖို့ဝေးလူတယောက်ဖြစ်ပြီဆိုတဲ့အရှက်အကြောက်ကရှိရတယ်လေဟုတ်တယ်မလားအရှက်ကြောက်တွေကဟုတ်တယ်မလားအဲ့ဒီအရှက်တယောက်တည်းမရှိဘူးဆိုရင်တရိစ္ဆာန်နဲ့အတူပြောရမှာပေါ့ဟမ်အခုဒီမျိုးမပြောရတာကြည့်ဟမ်သူတို့မှရှက်เสียခေါင်းမန်းအောင်မတိအောင်ညံမွဲနေတာအဲ့တော့ကောင်းပါလေမင်းအောင်လာရင်တက်ပြီးတော့ဟိုနေ့ဖြစ်တာတကယ်ကျွန်တော်အမြဲပြောသလိုဖြစ်နိုင်မယ်ဆိုရင်ဟဲ့တန်းစားတွေနော်မိုးဟိန်းတို့ကျော်စိုးဦးတို့ကဟိုဘယ်လိုပြောမလဲဟိုဥဆောင်တဲ့ကောင်တွေပေါ့နော်ဒါလိုအတန်းစားတွေကအောက်ကအားပေးရတာလေဒီတော်လှန်ရေးကိုလေကျွန်တော်စက်မတိုက်ချင်ခိုင်းနေတော့ပေးလိုက်တော့မြောက်မြန်မာပြည်ဆိုပြီးပေးလိုက်အခုပြောတာတော်လှန်နိုင်ဝိုင်းဒီကောင်တွေလိမ့်ပဲပါလာအောင်မှာပဲဒီလိုအတန်းစားတွေကမယုံမရှိနဲ့နော်အသက်တာရင်ပြီးအသေးခံတဲ့လူတွေခံရတာတကယ်တော်လှန်ရေးမနိုင်ခဲ့ရင်တော့မပြောလို့ပေါ့နော်တော်လှန်ရေးနိုင်ခဲ့ရင်ဒီလိုအတန်းစားတွေကလိမ့်မယ်နဲ့ဟိတ်တိုင်းပြည်မှာဒီမိုကရေစီရဲ့အသီးပွင့်သူတို့ခံစားအောင်မှာသူတို့စောက်ပင်းချအောင်မှာမတထားဘူးကျွန်တော်ကတော့နော်ဒါပွင့်လင်းပြောတာဒါကြောင့်မို့လို့ကျွန်တော်ပြောမယ်ဘောမတွေကိုပတ်ဝန်းကျင်မှာရှိတယ်ဌာနဆိုင်ရာမှာပဲဖြစ်နော်ရက်ွက်ထဲမှာပဲဖြစ်အပြင်မှာပဲဖြစ်မှတ်ထားပါ data အချက်လက်တိကြစုစားပါကျွန်တော်ခဏသတိပေးတယ်နော်ခင်ဗျားတို့နောက်တစ်ချိန်တော်လိုင်းအောင်မြင်မှဒီဘောမဘာဖြစ်တော့ဗဇက်ပြောနဲ့သွားရေးယူလို့မရဘူးဒီမိုဒီစီခစ်ပြဝိုင်းပို့ဆိုးလိမ့်နော်သူဟာဘလို့ပြစ်မှုကိုကျူးလွန်ခဲ့တယ်ကျူးလွန်ထားတယ်ဆိုတဲ့တက်တဲ့ရှိမှလူတယောက်ကိုအေးယူလို့ရမှာဘာလို့ဆိုတော့ဒီမိုဒီစီခစ်ဖြစ်သွားရင်သူတို့လိုမျိုးပေါက်လို့ပဲစားဗဇက်နဲ့ဖဒီကောင်ကဟို PDF ဘာလို့လက်ညှိုးထိုးပြီးတော့ဖမ်းခိုင်းလို့ရတာခင်မဟုတ်တော့ဘူးကျင်းနေတယ်နော်ဟိုဘလူပဲဖြစ်ဥပဒေစိုးမိုးမှုရှိသွားမှာအဲ့ဒီအချိန်ကျရင်တက်တည်လို့လေစောင်းထားပါတက်တည်တွေပါနော်မပူနဲ့ပြန်ကိုခံစားလိမ့်ဘာလို့ဆိုတော့ဒီလိုဟာမျိုးတွေကိုအနိုင်ရမယ်ဆိုလို့ရှိရင်တွားပြီပေါ့လို့ဒီနိုင်ငံကျင်းနေတယ်ဒီနိုင်ငံပြက်ကိုပြက်မှာဒီလိုဟာမျိုးတွေအနိုင်ရရင်အခုမင်းအောင်နိုင်သွားကြည့်နော်မင်းအောင်နိုင်အခုနိုင်ဝါတာနဲ့တရုတ်ပိုးလမ်းမဆိုတာမြန်မာနိုင်ငံအလဲကောင်တက်တဲ့ကိုထက်ချမ်းကွဲပြီးဖောက်လာမှာအဲ့ဒီတရုတ်ပိုးလမ်းမပေါက်ပြီဆိုတာနဲ့အ ਨੇ ဆုံးတရုတ်သိန်းနဲ့တန်းနဲ့ချီအကုန်ပြိုဆင်းလာမှာအခုတော့မှရှမ်းမြောက်တရုတ်ဘယ်လိုလုပ်ထားပြီဟမ်ရွှေလီမြစ်ကြီးကိုမြေဖို့တယ်သူ့ဘက်ချမ်းဟမ်မြေဖို့ပြီးခြံစည်းကိုတိုးခတ်တယ်ဘာပြောရဲတယ်NLDအစိုးရ9နှစ်လက်ထက်မှာတရုတ်ခြံစည်းကိုတိုးခတ်လို့တရားဝင်နိုင်ငံတော်အဆင့်ကောက်ွက်ခဲ့တာအားလုံးတိအဲ့တော့ NLD အစိုးရလိုမျိုးကိုတရုတ်ကတက်လာမှာထပ်လိုလားမလားမလိုလားမလားဒါအခြားကျွန်းတစ်တို့ကြောက်စိမ့်တို့ဓာတ်ငွေတို့တနိုင်ငံလုံးရှိသမျှမြေရှားကစပြီးတော့အကုန်လုံးကိုအောက်ဈေးနဲ့မျိုးစို့ဂုံတွေးစုံနေတာမပါသေးဘူးနော်ဆိုတော့အဲ့လိုတိုင်းပြည်တစ်ခုကပြည်သူအစိုးရတက်လာမှာမျိုးလက်ခံနိုင်မလားအဲ့တော့ကျွန်တော်တို့ဒီຫນွေဥတော်နိုင်ရေးကတိုက်နေရတာမင်းအောင်နိုင်ကြောက်တယ်မဟုတ်ဘူးမင်းအောင်နိုင်နဲ့သူစစ်တပ်ပြီးရင်တရုတ်ပြီးအိန္ဒိယနိုင်ငံတွေတော်လိုင်းဘက်ကဘယ်လို့မှမရှိဘူးအဲ့ဒါတွေအားလုံးကမင်းအောင်နိုင်မှုတော့ဝိုင်းတော်နေတာအခုထိုင်းကိုပဲကြည့်ဟမ်ထိုင်းနိုင်ငံထိုင်းဝင်ကြီးဘာလုပ်လဲမင်းအောင်နိုင်တော့တွေ့တယ်တလောက်တတိုင်းပြည်လုံးဘုံကျဲတက်ဖြက်လူတက်နေတဲ့ကောင်ကိုလူရသွားတွင်းတယ်တိတ်ခါဆိုတာလက်ကားမဲ့နိုင်ငံရေးမှာတာရကောင်စားပဲအဲ့တော့ကျွန်တော်တို့ပြည်သူအနေနဲ့နားလည်ဖို့လို့လားအခုမင်းအောင်နိုင်ဟာခင်ဗျားတို့ကျွန်တော်တို့ကို viewer အတက်နဲ့စစ်ခင်းနေတယ်နော်အဲ့ဒါတနတ်နဲ့လည်းမဟုတ်ဘူးကြည်စံနဲ့လည်းမဟုတ်ဘူး drone နဲ့လည်းမဟုတ်ဘူး online ပေါ်ကနေစစ်ခင်းနေတယ်နေပြည်မှာတိုက်လို့မနိုင်တော့တဲ့စစ်တပ်ဟာ online ပေါ်ကနေပြည်သူတွေကိုတက်ရှို့တွေးခွဲပြီးတော့တော်လှန်ရေးလူထုထောက်ခံမှုပြတ်အောင်လုပ်နေပြီဒီတော်လှန်ရေးဘာကြောင့်အားကောင်းတာလဲလူထုထောက်ခံမှုအားကောင်းလို့လေအဲ့တော့သူတို့ဘာလုပ်မလဲအဲ့လူထုအားမကောင်းအောင်သူတို့ဖြိုမှာပေါ့ရှင်းရှင်းလေးပဲနီးမျိုးစုံနဲ့လုပ်မှာအဲ့တော့ကိုပြည်သူတွေအနေနဲ့ကိုဘက်အချမ်းအနေနဲ့တတိထားနိုင်ထားမထားနိုင်တော့ရန်သူအောက်မှာခ
ခါသွားပြီးတော့နေရတဲ့ဘဝရောက်လိမ့်မယ်ကြည့်လားဒီလိုဟာမျိုးတွေကခင်ဗျားတို့ခေါင်းပေါ်မှာတက်ပြီးအုပ်ချုပ်မှာကြည့်လိုက်နော်တောင်းတော်တက်လာရလားမသိဘူးဟုတ်ပြောရပါအကောင်းပြောတာစာတော်တက်ရလားမသိဘူးပြောရတဲ့စကားလုံးတွေကြည့်လိုက် तू ပြောတဲ့စကားလုံးအတိတ်ပဲတောင်မှ तू ကိုယ်တိုင်သိရလားတော့မေးကြည့်တယ်တကယ်ပေါက်လို့ပဲစားတယ်အိုးစိတ်ပြတ်ဖို့ကောင်းလိုက်တာတကယ်ဟုတ်ပါတယ်ကွာအိုးရေရှင်လောက်ကတော့မတန်ဘူးကျွန်တော်မလွှမ်းတာလို့ပြန်လုပ်နေကိုယ့်နာမည်ကြီးကြိုက်ပြီးတော့ပြောနေလို့နော်ဒီလိုမျိုးကိုယ့်နာမည်ပြောအောင်တော့ဟာဆိုကျွန်တော်မလုပ်ပဲထားပထမကိုကလည်းဒေါန်ဆန်းစုကြည်ကိုဆဲထားတော့ဒေါ်လာထွက်တဲ့စိတ်နဲ့သူ့ဗီဒီယိုဖိုင်ကို reaction တစ်ခါလုပ်ဘူးတယ်နှစ်ခါလုပ်ဘူးတယ်ကျွန်တော်နော်အခုဒါ तू ကကျွန်တော်နာမည်ကြိုက်ပြောတော့ကျွန်တော် reaction လုပ်တာဒါပေမဲ့ဒီဗီဒီယိုဖိုင်မှာကြည့်လိုက် reaction လုပ်လို့ထိုက်တဲ့စကားလုံးတစ်လုံးမှမပါဘူးငင်းတဲ့အတိုင်းပဲ